အားလုံးပဲမင်္ဂလာပါရှင်အခုကတော့ကိုဓာတ်ပုံရိုက်လို့ရှိရင်ကိုရဲ့ရုပ်ကကိုရဲ့ပုံကဘယ်လိုမျိုးရုပ်ထက်ကောင်းအောင်ဘယ်လိုမျိုးကိုရဲ့ပုံလေးကရိုက်လို့ရှိရင်လှပုံလှလေးထွက်အောင်ဘယ်လိုစတင်ချင်ရမလဲဆိုတာလေးကိုလာပြီးနောက်ပြတာဖြစ်ပါရှင်အဲ့ဒီတော့အရင်ဆုံးဘယ်လိုလုပ်ရမလဲဆိုတာကြည့်ကြမယ်ရှင်အရင်ဆုံးစတင်တဲ့ကိုဖုန်းစတင်တဲ့ကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာရောက်လို့ရှိရင်ဒီမှာ S ဆိုတာကိုနှိပ်လိုက်ပါဖုန်းကတော့တစ်လုံးနဲ့တစ်လုံးမျိုးစားချင်းမတူတာဖြစ်တဲ့အတွက်ဒီနေရာမှာစာသားလေးအနှဲငယ်ကွဲနိုင်ပါလို့ရှင်အဲ့ဒီတော့ဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်စနစ် S စတင်ဆိုတဲ့ထက်ကိုဝင်လိုက်ပါပြီးရင်တော့ဒီမှာကင်မရာကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာဒီနေရာမှာဆိုလို့ရှိရင်တော့ကိုကရွေးရမှာဖြစ်ပါရှင်ဒီမှာဗီဒီယိုရက်ကော်ဒါဆိုတာလေးကိုရွေးလိုက်ပါပြီးရင်တော့ဒီမှာကိုကအမြင့်ဆုံးကိုထားခြင်းနဲ့ဆိုရင်တော့အမြင့်ဆုံးမှာသွားထားလိုက်ပါနောက်တစ်ခုကဒီမှာပုံကကိုပုံကရိုက်လိုက်တာနဲ့ပုံ quality ကောင်းခြင်းနဲ့ဆိုရင်တော့ဒီမှာပုံ quality ကောင်းတဲ့အောင်နှိပ်လိုက်ပါပြီးရင်သူ့ကို high ဆိုတဲ့နေရာလေးမှာတွက်ထားလိုက်ပါပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာဒီနေရာမှာလည်းဒီလိုပဲကိုကဒီမှာအမြင့်ဆုံးမှာတွက်ထားခြင်းနဲ့ဆိုတွက်ထားလိုက်ပါအဲ့လိုမျိုးချိန်ထားပါပြီးရင်ဒီနေရာမှာဒီနှစ်ခုကိုဖွင့်ထားလိုက်ပါဒါဆိုရင်တော့ရသွားပါပြီဖုန်းကစတင်နေရစာသားတွေကတစ်လုံးနဲ့တစ်လုံးမတူတာဖြစ်တဲ့အတွက်စာသားအနည်းငယ်ကွဲနေပါတယ်အဲ့ဒီတော့ဒီနည်းနဲ့လေးတိုင်းပဲတွားလုပ်ကြည့်လိုက်ပါ